အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇော်လေးပါဒီနေ့မှာတော့စစ်ပွဲတစ်ခုရဲ့အကြီးမားဆုံးအလှည့်ပြောင်းကိုတင်ဆက်ပေးသွားမှာပါဘာကြောင့်ရုရှားရဲ့ Su-35 တိုက်လေယာဉ်တွေကယူကရိန်းကိုတစ်ဖက်သက်အနိုင်ယူနေခဲ့တာလဲဘာကြောင့်ယူကရိန်းတို့ကအခုမှပြန်ပြီးလက်တော့ပြန်နိုင်တာလဲဒီမေကွင်းရဲ့အဖြေကအခုလက်ရှိကောင်းကင်မှာဖြစ်ပျက်နေတဲ့အရေးကြီးဆုံးစေပြောင်းလဲမှုတစ်ခုပါလွန်ခဲ့တဲ့၄နှစ်အတွင်းမှာရုရှားတို့ကလေထဲကနေပစ်ချတဲ့ဘုံကြီးတွေကိုအသုံးပြုပြီးယူကရိန်းကိုနှိပ်ကွက်ခဲ့ပါတယ်ဒီဘုံတွေကဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့သူတို့ကကီလိုမီတာ80အဝေးကနေတိကျတဲ့ပြစ်မှတ်တွေကိုထိမှန်နိုင်တယ်ရုရှားလေယာဉ်မှုတွေကသူတို့ရဲ့လေယာဉ်တွေကိုရှေ့တန်းစီးရဲ့နောက်ဘက်ကနေမလုံမရဲပစ်လွတ်တာပါဒါကဘာကြောင့်အရေးကြီးလဲဆိုရင်သူတို့ကယူကရိန်းရဲ့လေကြောင်းရန်ကာဝယ်စနစ်တွေကနေဝေးကွာနေလို့ပါယူကရိန်းလေယာဉ်တွေကတော့အဲ့ဒီဘုံတွေကိုကြားပြတ်တိုက်ခိုက်ဖို့ကြိုးစားတိုင်းရုရှားရဲ့အဝေးပြေဒုံးကျည်တွေရဲ့ပြစ်မှတ်ဖြစ်သွားခဲ့ရတာပါယူကရိန်းတို့ကအခုတော့ရုရှားရဲ့ကစားကွက်ကိုအတူယူပြီးကစားလာပါပြီသူတို့ကလေကြောင်း20တွဲပုံစံကိုသုံးတယ်ဒဇင်းကမြေပြင်ကိုကက်လက်ပြန်ပြီးဘုံကျဲမယ်ဒဇင်းကတော့နောက်ဘက်ကအမြင့်ကနေစောင့်နေမယ်ဒီမှာကြည့်ပါခင်ဗျာဘုံကျဲတဲ့လေယာဉ်ကအမြင့်ကိုရုပ်ရည်တင်လိုက်တာနဲ့ရုရှားရဲ့ရေဒါမှာပေါ်လာမယ်အဲ့ဒီအချိန်မှာရုရှားရဲ့ Su-35 ကပြစ်လာဖို့ပြင်မယ်အဲ့ဒီအချိန်မှာပဲအဝေးကနေစောင့်ကြည့်နေတဲ့ယူကရိန်းရဲ့ S-30 ကအမေရိကန်ထုတ်ဝင်းပစ်ဒုံးကြီးကိုလှမ်းပစ်လိုက်တယ်ဒါကရုရှားလေယာဉ်မှုကိုလေယာဉ်နဲ့ပြီးအောင်လှုပ်လိုက်တာပါဒီနီးဗျူဟာကရုရှားရဲ့လေကြောင်းစိုးမိုးမှုကိုတုံ့လောက်သွားစေပါတယ်ဘာကြောင့်ဘုံကျတဲ့အခါအမြင့်ကိုတက်ရတာလဲယူဘဗေဒအရာဒီဘုံတွေကအင်ဂျင်မပါဘူးအရှိန်မြင့်လေအမြင့်ကနေလွတ်ချလေပိုဝေးလေပါယူကရိန်းတို့ကဒါကိုကောင်းကောင်းနားလည်သွားပါပြီမြေပြင်မှာနှိမ့်ချပြန်နှံပြီးမှနောက်ဆုံးမိနစ်မှာအမြင့်ကိုရုပ်ရည်တက်ပြီးဘုံတွေကိုအဝေးကိုလွတ်ထုတ်တာပါဒါကယူဘဗေဒနီးလန့်အရာအဝေးဆုံးရအောင်ပြစ်တဲ့နီးပါအမေရိကန်ထုတ်ဝင်းပစ်ဒုံးကြီးကယူကရိန်းရဲ့အတွက်တကယ့်ကိုအသက်ကယ်လက်နက်ပါသူကရုရှားလေယာဉ်ကိုထိမှန်ဖို့တယ်ရုရှားရဲ့တိုက်ခိုက်မှုကိုရပ်တန့်ဖို့အတွက်အဓိကသုံးတာပါဒါကဘာကြောင့်ရည်ကြီးလဲဆိုရင်ယူကရိန်းရဲ့ဘုံကျဲလေယာဉ်တွေလုံခြုံစွာတာဝန်ထမ်းဆောင်နိုင်ဖို့အတွက်ပါပြစ်လိုက်တဲ့ဒုံးကြီးကရုရှားလေယာဉ်စီကိုဥတီလာပြီးဆိုတာသိတာနဲ့ရုရှားလေယာဉ်မှုကသူ့ရဲ့တိုက်ခိုက်မှုကိုဖျက်သိမ်းပြီးလှည့်ပြေးတော့တာပါရုရှားရဲ့ R-32M ဒုံးကြီးအကြောင်းပြောရမှာကီလိုမီတာ300ကျော်ပြစ်နိုင်တဲ့ယူကရိန်းလေယာဉ်မှုကတစ်ပင်ထိတ်နာကပ်ပြီးပြန်တက်ရတဲ့ဘဝကိုရောက်နေတာပါအဲ့ဒီဒုံးကြီးကယူကရိန်းလေကြောင်းစွမ်းအားကိုတခါတည်းချုပ်ကန်ထားသလိုပါဒါကြောင့်ယူကရိန်းလေယာဉ်မှုတွေကရေဒါအမိမခံနိုင်အောင်အသက်ဆုံးပြီးပြန်နှံ့ရတာပါယူကရိန်းလေယာဉ်မှုတွေရဲ့ဘဝကတကယ်ကိုရဲညင်တယ်သူတို့ကရေဒါကနေပုံရှောင်ဖို့အတွက်အောင်းနေနေမှာပြန်နှံ့ရတယ်ဒါပေမဲ့ဒီလိုပြန်နှံ့မှုကမြေပြင်ကနေပြစ်ခဲ့တဲ့ဒုံးကြီးတွေကိုတော့ပိုပြီးထိခိုက်လွယ်စေပါတယ်ခင်ဗျာဒါပေမဲ့သူတို့မလုံမဖြစ်လွတ်ရမယ်အလုပ်ပါယူကရိန်းလေတပ်ရဲ့အသက်သွေးကြောကိုသူတို့လက်ထဲမှာကင်ထားတာနဲ့တူးနေပါတယ်စီရင်ထုတ်ခရမန်လေယာဉ်တွေရောက်လာရင်တော့အရာအလုံးပြောင်းလဲသွားတော့မှာပါခရမန်လေယာဉ်ကလမ်းမတွေဘောကနေတောင်စဉ်းတန်နိုင်ပါတယ်ဒါကရုရှားရဲ့လေတပ်စခန်းတွေကိုဖျက်ဆီးမဲ့စီမံချက်ကြီးကိုအကြီးအကျယ်ဒုက္ခပေးမှာပါရုရှားအနေနဲ့ယူကရိန်းလေတပ်စခန်းတွေကိုအကုန်ဖျက်ဆီးလိုက်ပြီလို့ထင်ထားပေမဲ့ဂရင်းပန်တွေကလမ်းမဘောကနေပြန်ထလာခြင်းရုရှားအတွက်တကယ်ကိုစိတ်ကူးရင်အိမ်မက်ဆိုးကြီးပါမီဒီယာဒုံးကြီးကယူကရိန်းအတွက်ဂိမ်းပြောင်းပေးမဲ့လက်နက်ပါသူကရုရှားရဲ့ဘုံကျဲလေးတွေကိုကီလိုမီတာ100ကျော်ကနေထိမှန်နိုင်တယ်ဒါကရုရှားအတွက်တကယ်ကိုအိမ်မက်ဆိုးတစ်ခုပါဒီဒုံးကြီးကအခြားဒုံးကြီးတွေလိုမဟုတ်ပဲအရှိန်ကိုအမြဲထိန်းထားနိုင်လို့ရုရှားလေနေလက်ပြေးဖို့တော့အချိန်မရလိုက်ပါဘူးရုရှားကတစ်လကိုဘုံကြီးပေါင်း9000ကျော်ကျဲချနေတာယူကရိန်းကလည်းအခုတော့အမေရိကန်ထုတ်ဒုံးမြန်ဘုံတွေအပြင်ကိုပိုင်ထုတ်တဲ့ဘုံတွေကိုပါစတင်အသုံးပြုလာပါပြီဒါကစစ်ပွဲအရှိန်ကိုဘယ်လိုပြောင်းလဲသွားမလဲယူကရိန်းရဲ့ပြည်တွင်းထုတ်ဘုံတွေကရုရှားရဲ့စေးဘိုချက်တွေကိုချင်းချောင်လာနေပါပြီလေကြောင်းစစ်ပွဲကလက်နက်တစ်ခုတည်းတည်းမရပါဘူးလေရင်ဒုံးကြီးနဲ့ဘုံတွေအားလုံးပေါင်းစပ်မှရတာပါယူကရိန်းတို့ကအခုတော့အဲ့ဒီဘေးနီကိုတစားချင်းစီဖြစ်ရှင်းနေပါပြီနောက်ပိုင်းနေမှာဘာတွေဆက်ဖြစ်မလဲဆိုတာပိုပြီးစိတ်လို့ရှားစရာကောင်းလာတော့မှာပါခင်ဗျာဒီကနေ့မှာတော့ယူကရိန်းလေမှုရဲ့တကယ်အသက်ဆွတ်တိုက်ပွဲဝင်မှုကိုဆွေးနွေးမှာပါရုရှားရဲ့အင်အားကြီးရေဒါတွေကကောင်းကင်ရန်တစ်ခုလုံးကိုစောင့်ကြည့်နေတာပါယူကရိန်းလေမှုတွေကအဲ့ဒီရေဒါတွေကိုကြော်ဖြတ်ဖို့အတွက်မြေပြင်နဲ့ကပ်ပြီးပြန်နှမ်းရတယ်တစ်ပင်ထိပ်တွေတောင်ကြားတွေကြားတဲ့ကနေပြန်နှမ်းတာခါရေဒါတွေကိုလှည့်စားဖို့ပါဒါပေမဲ့ဒီနီလန့်ကမြေပြင်ကအမြောက်ကြီးတွေရဲ့ပြစ်မှတ်ဖြစ်ဖို့ပိုနီးစပ်သွားတာပါယူကရိန်းတို့ရဲ့ဒီလိုရုန်းကန်မှုကစစ်ပွဲအတွင်းမှာဘာကြောင့်ဒီလောက်ထိရေးကြီးလဲဆိုတာစဉ်းစားကြည့်ပါရုရှားရဲ့ရေဒါတွေကိုယူကရိန်းတို့ကဘလို့အတွေ့အောင်လုပ်ပြလဲသူတို့ကဒရုန်းတွေနဲ့ယာယီစကန်တွေကိုတုံးပြီးရေဒါတွေကိုလှည့်ပြားတယ်ရုရှားလေမှုတွေကသူတို့ရေဒါမှာပေါ်လာတဲ့အရာဝတ္ထုတွေကိုတကယ်တိုက်လေနေလို့ထင်ပြီးပြစ်ခတ်မိအောင်လုပ်တာပါဒီလိုလဲစားမှုတွေကယူကရိန်းတို့အတွက်အချိန်ပိုရစေပါတယ်ဒီအပိုင်းမှာတော့အီလက်ထရောနစ်စစ်ပွဲကြောင့်ပြောပါမယ်ဒီထဲမှာဒုံးကြီးတွေတိုက်ခိုက်နေတာနဲ့တင်မကပါဘူးရေဒီယိုလိုင်းတွေကိုဖျက်ဆီးတဲ့စစ်ပွဲကလည်းအပြင်းထန်ဖြစ်နေတာပါရုရှားရဲ့အချက်ပြစနစ်တွေကိုယူကရိန်းတို့ကဖျက်ဆီးနေပါပြီဒါကဘာကြောင့်ရေးကြီးလဲဆိုရင်ရုရှားရဲ့ဒုံးကြီးတွေကသူတို့ရဲ့ပြစ်မှတ်တွေကိုမတွေ့တော့ပဲလွဲချော်သွားလို့ပါယူကရိန်းတို့ကသူတို့ရဲ့လေဟောင်းတွေကိုဘလို့ခင်မီအောင်လုပ်နေရလဲသူတို့ကအနောက်နိုင်ငံတွေကပေးတဲ့နည်းပညာတွေကိုဆိုဗီယက်ခေတ်လေနေတဲ့ထက်သွင်းဖို့စ조사နေတာပါ
ဒါကတကယ်ကိုအင်ဂျင်နီယာပညာရှင်တွေရဲ့ထူးချွန်မှုပါဟောင်းနွမ်းနေတဲ့လေနေကိုခင်မီဒုံးကြီးတွေပြစ်နေအောင်လှုပ်ဆောင်နေတာဟာစစ်ပွဲအတွက်အလဲပြောင်းကြီးတစ်ခုပါရုရှားရဲ့ဘုံကျဲလေနေကိုဘယ်လိုရှာဖွေမလဲယူကရိန်းတို့ကမိုဘိုင်းရေဒါစနစ်တွေကိုတုံးပြီးတော့ရှာဖွေပါတယ်ရုရှားလေနေလာတာနဲ့သူတို့စီကိုအချက်ပြပေးပါတယ်ဒါကယူကရိန်းလေမှုတွေကိုအသစ်နေတာဖြစ်စေပါတယ်ဒီလိုပူပေါင်းဆောင်ရွက်မှုကယူကရိန်းရဲ့လေကြောင်းစွမ်းအားကိုမြင့်တင်ပေးထားပါတယ်ဒီအပိုင်းမှာတော့ယူကရိန်းလေမှုတွေရဲ့စိတ်ဓာတ်အကြောင်းပြောပါမယ်ခင်ဗျာအသက်ကိုလက်ပွားတဲ့စုပ်ပြီးပြန်နှံ့နေရတဲ့သူတို့ရဲ့ဘဝခါတကယ်ကိုလေးစားဖို့ကောင်းပါတယ်သူတို့အတွက်ဘာကအရေးကြီးဆုံးလဲသူတို့ရဲ့နိုင်ငံသူတို့ရဲ့လူမျိုးတွေအတွက်အသက်ဆွနေကြတာပါဒီစိတ်ဓာတ်ကစစ်ပွဲကိုအဆုံးဖြတ်ပေးနေတာပါဘယ်ချီယန်ကပေးမဲ့လေရင်တွေအကြောင်းပြောကြရအောင်ပါသူတို့စီကရမဲ့လေရင်ရေအတွက်ကနည်းပြီမယ်ယူကရိန်းအတွက်တော့အသက်သွေးကြောပါဒီလေရင်ကိုဘယ်လိုသုံးမလဲအဆောက်လေရင်ဖြူအောင်မှသုံးမှာပါဒါကရုရှားရဲ့လေကြောင်းစိုးမိုးမှုကိုတိုက်ရိုက်တိုက်ခိုက်မှာပါအနောက်နိုင်ငံတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကဘာကြောင့်အရေးကြီးတာလဲသူတို့အားလုံးကယူကရိန်းလေတပ်အတွက်လေယာဉ်တွေကိုဖြည့်ဆည်းပေးနေတာပါဒီလေတွေကနှစ်ပေါင်းများစွာသုံးလာခဲ့တာဖြစ်ပေမဲ့ပြုပြင်ပြီးရင်တော့တကယ်ကိုသေစေနိုင်တဲ့လက်နက်တွေဖြစ်လာပါမယ်ယူကရိန်းတို့ကဒီလေတွေကိုဘယ်လိုအကောင်းဆုံးအသုံးချမလဲစစ်ပွဲကနေဘာတွေတင်ယူခဲ့တာလဲအဓိကအချက်ကတော့လေကြောင်းအင်အားသာအောင်ပွဲခံနိုင်လိမ့်မယ်ဆိုတာပါရုရှားကလေကြောင်းအင်အားကိုသုံးပြီးတိုက်ခိုက်နေတယ်လို့ယူကရိန်းကလည်းအခုတော့အဲ့ဒီလမ်းကိုလေးလာပြီးပြန်တုံ့ပြန်နေပါပြီဒီကန်းစာတွေကနောက်ထပ်ဖြစ်လာမဲ့စစ်ပွဲအတွက်လည်းအရေးပါပါတယ်ကျွန်တော်တို့ခုနကပြောခဲ့တဲ့အချက်တွေကိုပြန်ချုပ်ရအောင်ပါလေရင်တွေဒုံးကြီးတွေဘုံတွေပြီးတော့လူသားတွေရဲ့စိတ်ဓာတ်ဒါတွေအားလုံးပေါင်းဆက်လိုက်ရင်ဘာတွေဖြစ်ရမလဲယူကရိန်းတို့ရဲ့လေကြောင်းစစ်ပွဲကအခုတော့အဆင်မြင့်လာပါပြီရုရှားအတွက်တော့အခုချိန်ကစပြီးအိမ်မက်ဆိုးတွေစတင်လာပြီးလို့ပြောလို့ရပါတယ်ခင်ဗျာဒီနေ့မှာတော့စစ်ပွဲကစစ်မြေပြင်မှာတင်မကပဲရုရှားရဲ့စီးပွားရေးနဲ့နိုင်ငံရေးပေါ်ဘယ်လိုရက်ခတ်နေလဲဆိုတာကိုပြောမှာပါယူကရိန်းရဲ့လေကြောင်းစစ်စင်ရေးတွေကရုရှားရဲ့စွမ်းရည်အရင်းမြစ်တွေကိုချင်းချောင်လာနေပါပြီဒါကဘာကြောင့်အရေးကြီးလဲဆိုရင်စစ်ပွဲကိုရေရှည်ဆွဲထားနိုင်မဲ့ငွေကြေးအင်အားကိုဖျက်ဆီးလိုက်တာနဲ့တူးနေပါတယ်ယူကရိန်းတို့ကရုရှားရဲ့စက်ရုံတွေရင်းနှီးချက်စက်ရုံတွေကိုလေကြောင်းကနေပြစ်မှတ်ထားတိုက်ခိုက်လာပါတယ်ဒီနည်းပြကရုရှားရဲ့စစ်ပွဲအတွက်လိုအပ်တဲ့ထောက်ပံ့လမ်းကြောင်းတွေကိုဖျက်ထောက်လိုက်တာပါအနာဂတ်စစ်ပွဲတွေကဘယ်လိုဖြစ်လာမလဲတရုံတွေအလိုလောက်ပြန်နိုင်တဲ့လေယာဉ်တွေယူကရိန်းတို့ကဒီနည်းပညာတွေကိုစမ်းသပ်နေပါပြီဒါကစစ်ပွဲကိုလူအသက်မဆုံးရှုံးစေပဲအောင်ပွဲခံနိုင်မဲ့လမ်းကြောင်းကြီးပါရုရှားအနေနဲ့သူတို့ရဲ့ဘုံကျဲလေယာဉ်တွေကိုဘယ်လိုကာကွယ်မလဲသူတို့ကရေဒါစနစ်တွေကိုပိုပြီးခင်မအောင်လှုပ်လာတယ်ဒါပေမဲ့ယူကရိန်းရဲ့ဒုံးကျည်နည်းပညာကလည်းအဲ့ဒီချက်ပိုမြန်းနေပါတယ်ဒီပြိုင်ဆိုင်မှုတွေကဘသူကအနိုင်ရမလဲကမ္ဘာနိုင်ငံတွေကယူကရိန်းကိုဘာကြောင့်ဒီလောက်ထိကူညီနေတာလဲလွတ်လပ်မှုနဲ့တရားမျှတမှုအတွက်ပါယူကရိန်းရဲ့လေကြောင်းစစ်စင်ရေးတွေကကမ္ဘာနိုင်ငံတွေအတွက်စံပြဖြစ်လာနေပါပြီစစ်ပွဲမှာအဆုံးရှုံးဆုံးကလူတွေပါယူကရိန်းကလေကြောင်းစစ်ပွဲကိုဆင်နွှဲနေတာခါသူတို့ရဲ့နေနေကိုကာကွယ်ဖို့ပါဒီအချက်ကိုမမေ့လျော့ဖို့လိုပါတယ်စစ်ပွဲပြီးရင်ယူကရိန်းကဘယ်လိုတိစောက်မလဲလေကြောင်းစွမ်းအားကိုသူတို့ကအဓိကထားတိစောက်မှာပါဒီနည်းပြတွေကသူတို့ရဲ့ကာကွယ်စနစ်အတွက်အုံမြစ်ပါကျွန်တော်တို့ဒီဘိုင်းတွေမှာဘာတွေကိုတင်ယူခဲ့ရတာလဲအင်အားကြီးတဲ့ရန်သူကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့နည်းလမ်းပါယူကရိန်းတို့ရဲ့ရုန်းကန်မှုကကမ္ဘာစစ်ရေးသမိုင်းမှာမှတ်တမ်းတင်ထားရမယ့်အရာပါရုရှားနဲ့ယူကရိန်းစစ်ပွဲကဘယ်ချိန်မှအဆုံးသတ်မလဲလေကြောင်းစိုးမိုးမှုရရှိတဲ့သူကအနိုင်ရမှာပါယူကရိန်းကအခုတော့အဲ့ဒီအနိုင်ရမယ့်လမ်းကြောင်းပေါ်ကိုရောက်နေပါပြီပြည်သက်တို့ရေဒီကနေ့မှာတော့အပိုင်း30တိတစ်ဆက်ပေးခဲ့တဲ့စေခွဲချမ်းစိတ်ပြမှုအစီအစဉ်ကိုဒီနေရာမှာပဲအဆုံးသတ်ရပါတော့မယ်ခင်ဗျာစစ်ပွဲတစ်ခုရဲ့အစကနေအဆုံးထိကောင်းကင်ကတိုက်ပွဲတွေကနေမြေပြင်ကရုန်းကန်မှုတွေအထိကျွန်တော်တို့အတူတူလေ့လာခဲ့ကြပါတယ်ယူကရိန်းတို့ရဲ့စူးစမ်းမှုကကမ္ဘာနိုင်ငံတွေကိုဘာသင်ခန်းစာတွေပြီးခဲ့လဲရုရှားရဲ့အင်အားကြီးမားမှုကဘလို့အကြက်တဲတွေနဲ့ရင်ဆိုင်ခဲ့ရတာလဲဒီစစ်ပွဲကတမိုင်းမှာအမြဲတမ်းကြံ့ရည်နေမှာပါကျွန်တော်တို့ဇော်လေးဝါစပီယာအနေနဲ့လေစေးသတင်းတွေကိုအမြဲတမ်းတင်ဆက်ပေးမှာပါပြည်သက်ကြီးတို့ရောဒီစစ်ပွဲနဲ့ပတ်သက်ပြီးဘလို့မြင်မိပါသလဲနောက်ထပ်စိတ်လို့ရှားဖို့ကောင်းတဲ့သတင်းတွေကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်